လက်တွေပိတ်နေလို့အလုတ်ကိုင်းနေအစင်မပြေဘူးဆိုတဲ့သားတဲ့သမီးတွေအတွက်ကိုဘာကြီးကမျက်နှာတက်တဲ့ဂါသာလေးတစ်ခုပြောပြမယ်နော်ဒီဂါသာလေးကတော့သားသမီးတို့ဘာကြီးကိုယ်တိုင်လည်းလက်တွေသုံးနေတဲ့ဂါသာဖြစ်တယ်တကယ်အစွမ်းလဲထက်တာမို့လို့သားသမီးတို့ဘာကြီးကပြန်လဲလို့မျှဝေခြင်းဖြစ်ပါတယ်ဂါသာတွေကတော့အများကြီးရှိတယ်ဘာကြီးလဲသုံးကြည့်တယ်နော်ဘာကြီးသုံးကြည့်လို့အစင်ပြေမှဘာကြီးကပြန်လဲပြီးမျှဝေတာဖြစ်ပါတယ်ဒါပေမဲ့တခုတော့ရှိတော့သားသမီးတို့ဂါသာတပုတ်နဲ့တပုတ်ကမတူဘူးနော်ကိုယ်နဲ့ဘယ်ဂါသာအကျိုးပေးလဲဘယ်မှန်တန်အကျိုးပေးလဲဆိုတာကိုတော့သားသမီးတို့လေ့လာဖို့လိုတယ်ဂါရာတစ်ခုကိုဆွဲပြီးယူကြည့်မယ်ကွာ9ရက်လောက်တလားလောက်ယူကြည့်မယ်ဒီဂါရာအဆင်မပြေဘူးဆိုအဲ့ဂါရာကိုထားခဲ့နောက်ဂါရာတစ်မျိုးကိုပြန်ရွတ်အဲ့လိုဘာကြီးကတော့အကြံဉာဏ်ပေးခြင်းတယ်ဘာလို့ဆိုတော့ဟိုဂါရာလေးပြေးရွတ်လိုက်ဒီဂါရာလေးပြေးရွတ်လိုက်ဆိုရင်တော့သားသမီးတမာရီအားနေပြီးတော့အစွမ်းထက်တော့မှာမဟုတ်ဘူးကွာနော်ဝဘုံဖက်တက်တယ်ခေါ်တာပေါ့အဲ့တော့ကိုနဲ့လိုက်ဖက်မဲ့မန္တန်ဂါရာလေးဂါရာမန္တန်ပေါ့ဂါရာဆိုတာအုံမပါဘူးကွာနော်မန္တန်ဆိုတာအုံထည့်ရတယ်ဒါလေးတော့ကွာအဲ့တော့ကိုနဲ့လိုက်ဖက်မဲ့ဂါရာကိုနဲ့လိုက်ဖက်မဲ့မန္တန်ကိုသားသမီးစောစောမြင့်မြတ်ရွတ်ပါရွတ်ပါများလို့ရှိရင်ထုံမောလာလိမ့်မယ်ထုံမောလာရင်အကျိုးပေးလာလိမ့်မယ်နော်အဲ့တော့ဘယ်ကားကမဆိုများများရွတ်ရင်တော့မြန်မြန်အကျိုးပေးပါတယ်ရွတ်ပါများတော့မှထုံမောလာတော့မှအကျိုးပေးမှာဖြစ်ပါတယ်နော်အဲ့တော့ဒီကားလေးကိုဘာကြီးပြောပြမယ်မနေ့အိယာထားမယ်ဆိုရင်တရဏဂုံစောက်တူလိုက်ပါနော်တရဏဂုံအရင်ရွတ်လိုက်ပါအဲ့ဒါတော့ဘာကြီးကပြောပါတယ်ဘယ်ကားကိုရွတ်တရဏဂုံတော့ရှိရတဲ့အရင်ရွတ်လိုက်ပါရွတ်ပြီးတာနဲ့ရေကိုမှန်းလိုက်မယ်နော်ရေမှာကွာပထမတရဏဂုံအရင်ရွတ်လိုက်မယ်ဗုဒ္ဓံတရဏံကိသမိဓမ္မံတရဏံကိသမိတံဃံတရဏံကိသမိတံဃံတရဏံကိသမိဓမ္မံတရဏံကိသမိဗုဒ္ဓံတရဏံကိသမိဗုဒ္ဓံတရဏံကိသမိဓမ္မံတရဏံကိသမိတံဃံတရဏံကိသမိနော်ဤရည်ဒီဆေးဖြစ်စေတည်းတနေ့ကုလုံးချုံလုံးချုံနေသည်နော်လူကြီးလူဝင်ပေါ်သည်ပြောဆိုမှအောင်သည်ယောဂဝေဒနာမှန်မှယူပြစ်လို့ပြောက်စေသည်မလို့သူများတက်ခိုက်နှောက်ရက်ဖြစ်သီးလာကမူလာတော့ပြန်ပြုတ်ပြန်ပြီးခံနေသည်ဆိုပြီးတော့ပထမတရဏဂုံနဲ့ရေကိုမှန်းလိုက်မယ်နော်မှန်းပြီးလို့ရှိရင်လက်ပွင့်ကာတာလေးကိုထပ်ရွတ်မယ်အောင်အရဟံလာဘံတိတိအောင်အရဟံပိယံတိတိအောင်အရဟံဒနံတိတိအဲ့ဆိုတစ်ခေါက်ပေါ့နော်အောင်အရဟံလာဘံတိတိအောင်အရဟံပိယံတိတိအောင်အရဟံဒနံတိတိအဲ့ဒီကောင်အနည်းဆုံး9ခေါက်ရွတ်ပါ38ခေါက်ရွတ်နိုင်တော့ပိုကောင်းတယ်ဘာကြီးကတော့9ခေါက်ပဲရွတ်ပါတယ်နော်အဲ့တော့အဲ့ဒီဂါရာလေးကို38ခေါက်ရွတ်မှာဒါဆိုရင်တရဏဂုံမန်းတဲ့ရေနဲ့ဒီလက်ပွင့်ဂါရာမန်းတဲ့ရေနဲ့ဒီ2မျိုးတော့ဆိုရင်ပြည့်စုံပါပြီနော်ဂါရာတွေအများများတော့လည်းမကောင်းအဲ့ဒါပြီးရင်မျက်နှာတက်လိုက်ပါမျက်နှာတက်လိုက်ပြီးရင်တပိတရတတဝါချမ်းသာကိုစိတ်မြဲစေတည်းဥပယမေကင်းစင်ဝေငြိမ်းအေးကြစေတည်းလိုရင်ဆန္ဒဟုမြပြေဝကြစေတည်းတရဏဂုံကိုလုံးချုံလုံုံကြစေတည်းဆိုပြီးတော့မျက်နှာတက်လိုက်ပါနော်မျက်နှာတက်ပြီးတော့အစတက်လိုက်ပါအဲ့ဒါဆိုရင်သားသမီးတို့အဲ့ဒီနေ့တာအတွက်လုံးဝလက်ပွင့်ပါပြီကံပွင့်လက်ပွင့်နေဖြစ်လာပါပြီအလုတ်ကိုင်းနေအရှင်ပြေလာလိမ့်မယ်လက်လာပါတွေပွင့်လာလိမ့်မယ်ထီတွေချဲတွေပေါက်လာလိမ့်မယ်နော်အားလေးလှုပ်ကြည့်ပါလို့ဘာကြီးကပြောပြရင်ဖြစ်ပါသားသမီးတွေအားလုံးကျမ်းမှချမ်းသာလူဝဆန္ဒပြေဝကြပဲတပ်ပိတ္တကံမနဲ့ကျွန်တော်ဘာကြီးအောင်မြောင်းတော့ကပါ